လီနာနိုးလာတဲ့အချိန်မှာဘေးနားမှာဂျိုသားတစ်ကောင်ကိုတွေ့လိုက်ရတာကြောင့်သူမရဲ့နှလုံးခုန်တန်တွေမြန်ဆန်လာခဲ့ပါတယ်။သူမထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့အပြင်မရောက်ခင်မှာပဲအဲ့ဒီဂျိုသားကသူမလှုပ်မရအောင်အတင်းဖိနှိပ်ထားလိုက်ပါတယ်။သူမပြန်လဲခုခံခဲ့ပေမဲ့လည်းအရာမထင်ခဲ့ပါဘူး။အဲ့ဒီဂျိုသားကသူမကိုပို့ပြီးတော့တင်းတင်းကြပ်ကြပ်ဖိထားပါတယ်။အဲ့ဒီဖိအားကပြင်းထန်လွန်းတာကြောင့်သူမသတိလစ်သွားခဲ့ပါတယ်။ဂျိုသားကသူမရဲ့လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်နေပြီးသူမလှုပ်သမျှကိုလိုက်လုပ်နေခဲ့ပါတယ်။သူမပြန်လို့လာတဲ့အခါမှာတော့ဂျိုသားကထွက်မသွားသေးပဲရှိနေတော့မှာပဲဒါပေမဲ့အခုတော့အဲ့ဒီဂျိုသားကသူမကိုလိုက်တူကနေမှန်သူမနားလည်သွားခဲ့ပါတယ်ဒါကြောင့်သူမကအဲ့ဒီအချက်ကိုအခွင့်ကောင်းယူလိုက်ပါတယ်သူမကသူမရဲ့ကြော်ပိုးအိမ်နာကိုဖြည်းဖြည်းချင်းချင်းကပ်သွားပြီးအိတ်ထဲကနေ post-thread ဖြူပုံတစ်လုံးကိုထုတ်ယူကာဂျိုသားရဲ့လက်ထဲကိုအตาရထည့်ပေးလိုက်ပါတယ်ဒါပေမဲ့သူမကဂျိုသားရဲ့လက်ကိုထိလိုက်တဲ့အချိန်မှာပဲအဲ့ဒီတတဝါဟာတဖြည်းဖြည်းပြောင်းလဲလာပြီးသူမရဲ့ရုပ်သွင်းအတိုင်းဖြစ်သွားပါတယ်အဲ့ဒီဂျိုသားကလူသားတွေရဲ့မျိုးရိုးဗီဇကိုချက်ချင်းကူးယူနိုင်စွမ်းရှိနေတာဖြစ်ပါတယ်သူမအရန်လန့်သွားပေမဲ့အခုချိန်မှာအရေးကြီးဆုံးကဒီနေရာကနေလွတ်အောင်ပြေးဖို့ပါပဲဒါကြောင့်သူမကဘုံရဲ့ဘေးကင်းရေးပင်ကိုဖြုတ်လိုက်ပြီးအဲ့ဒီနေရာကနေအမြန်ဆုံးထွက်ပြေးခဲ့ပါတယ်အဲ့ဒီတတဝါဟာချက်ချင်းပဲမီးလောင်ကျွမ်းသွားခဲ့ပြီးသူမလည်းမီးပြတိုက်ထဲကနေအောင်မြင်စွာထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပါတယ်